အားလုံးမင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေပြီဆိုရင်ကျွန်တော်ပြောထားတဲ့ link ကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့မှာဒီ Nest.io ကဒီ community လေးလည်းရောက်တော့ပြီပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုကိုလည်းကျွန်တော်က YouTube မှာလည်းပြန်တင်ပေးမှာပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီဗီဒီယိုကပေါ့နော်ကျွန်တော်စီကိုအများဆုံးလာမေးကြတဲ့တူတူများများပေါ့နော်အကိုရေးဒီ Facebook တို့ YouTube တို့ကနေငွေရှာတာကဟုတ်ပါပြီပေါ့နော်ဗီဒီယိုတင်ပြီးငွေရှာတာဟုတ်ပါပြီဒါပေမဲ့သူတို့ကမြန်မာနိုင်ငံကနေလုံးလို့မရဘူးပြောတယ်ဒါပေမဲ့နိုင်ငံခြားအတိမိတ်ဆွေလိုတယ်လို့လည်းပြောတယ်ပေါ့ဒီ process တွေကပါတယ်လေဒါတွေကျွန်တော်နားလည်ချင်ပါတယ်သိချင်ပါတယ်ပေါ့နော်ဘယ်လိုပြောရမှာလဲတော်တော်များများပေါ့နော်ဒီကျွန်တော်တို့ YouTube တွေ Facebook တို့ကနေငွေရှာလို့ရတယ်လို့ပဲတော်တော်များများပေါ့နော်ဒီရှေ့ကအဲ့လို run နေတဲ့သူတွေကပြောတယ်ပေါ့ဒါပေမဲ့တိတိကျကျပြောတဲ့သူကမရှိပါဘူးသူတို့တွေပြောတာတွေကတကယ်ကြားလူတွေလိုတဲ့ဒီတိုင်းမဲ့သူကအရေးမွေတွေလောက်ပဲပြောတဲ့အနေနဲ့မှရှိရပေါ့နော်ဒီနေ့ကတော့ကျွန်တော်ကဒါတိတိကျကျပြောချင်တဲ့အနေပြောချင်လို့ပါဒါလေးကိုတော်တော်များများဒါ process လေးသိသွားပြီဆိုရင်တော်တော်များလိုက်လို့ချင်တဲ့သူတွေနဲ့လည်းလွယ်သွားအောင်လို့ပေါ့နော်တချို့လူတွေရှိတယ်ဗျတချို့တွေကဘာလဲဆိုရင်ဒီလောက် process လေးတွေကိုသူကကွယ်ပြီးတော့ကွယ်ထားပြီးတော့ပေါ့နော်ဒီလို service တွေလုပ်နေတဲ့သူတွေလည်းရှိတယ်ဗျငွေပမာဏအများကြီးတောင်းပြပေါ့နော်ဒါသိချင်တယ်ဆိုရင်ပတ်စံအများကြီးပေးပေါ့နော်အဲ့လိုမျိုးလည်းရှိကြတယ်ဗျဆိုတော့ဒီဗီဒီယိုမှာကကျွန်တော်ကပေါ့နော်ဒါလေးအကုန်လုံးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော် link လေးကိုနှိပ်တဲ့သူတွေကိုကျွန်တော်ဒီ value လေးကိုပေးချင်တာပါပြီးတော့ပေါ့နော်ဒီ link လေးကိုနှိပ်ပြီးတော့ Nest.io ပေါ့နော် Nest.io ကလည်းကျွန်တော်ဒီ Nest Daily ကနေပြီးတော့ကျွန်တော်ဒီmentorship program မှာကျွန်တော်ဝင်ပါပြီးတော့အဲဒီ Nest Daily ကသူတို့ရဲ့ platform မှာ community ကိုစောက်ခိုင်းနေပေါ့နော်စောက်ခိုင်းပြီးတော့ value content ကိုပေးခိုင်းတာရောပါတာပေါ့လို့ကျွန်တော်ကဒီလိုဒီခုvalue ဖြစ်မဲ့လူတွေအကျိုးရှိမဲ့ content လေးတစ်ခုကျွန်တော်လုပ်ပြီးခြင်းလည်းဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်ဒီကျွန်တော် community ထဲမှာပေါ့နော် Nest.io community ထဲမှာပေါ့ okay ဆိုတော့ကျွန်တော်တို့ဒီတခါလေးပဲရှင်းပြပေးပါမယ်ဟုတ်ကဲ့ပါအဲ့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီပထမဦးဆုံး Facebook ကအကြောင်းပြောပြပေးမယ်နောက်ပြီးကျမှ YouTube ကိုပြောပြပေးမယ်ပေါ့နော်ပထမဆုံး Facebook page မှာဆိုရင်ကျွန်တော်တို့ Facebook ကနေငွေရှာမယ်ဆိုရင်ဘာအရင်လိုတာလဲဆိုရင်ကျွန်တော်တို့အရင်ဆုံး Facebook page တစ်ခုထောင်ထားဖို့လိုတယ်ပေါ့နော် Facebook page တစ်ခုရှိရမယ်အဲ့ Facebook page ကနေကျွန်တော်တို့ကတန်းပြီးပတ်စံရတဲ့ Facebook page ရလာမှာမဟုတ်ပေါ့နော်ကျွန်တော်တို့ကအရင်ဆုံး Facebook page ကိုပတ်စံရဖို့အတွက်ကြိုးစားအောင်ပဲပေါ့အဲ့ဒါဘာလိုက်လို့လဲဆိုရင်အဲ့ဒီ Facebook page မှာသတ်မှတ်ချက်လေးတွေဒီမှာ follower 9000နေဆုံးရှိရမှာဖြစ်ပါတယ်။ follower 9000ရှိရမယ်နောက်တစ်ခုကတော့ Facebook ဒီwatch hour အပြင် 60k ပေါ့နော်watch hour 6000ပေါ့နော် watch hour minute ပေါ့နော် minute 6000ပြည့်နေရမယ် minute 6000ဒါတွေအကုန်လုံးကလည်းဒါဟိုချက်60ပေါ့နော်2လအတွင်းမှာသူကပြည့်တဲ့ minute တွေဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီ6000 minute တွေပါတယ်ဆိုတာကသူက video တစ်ပုဒ်က7 minute video တစ်ပုဒ်ကိုလူတစ်ယောက်ကကြည့်ရင်ဒါ7 minute ရပြီအဲ့ဒါကိုလူယောက်10ယောက်ကြည့်ရင် minute 100ရပြီပေါ့နော်အဲ့လိုမျိုးပြောတာပါအဲ့ဒါမှ minute 6000ရရမယ်ပေါ့နော်အဲ့ဒါ2လအတွင်းပြည့်ရမှာဖြစ်ပါတယ်ဒါဒီဘလောက် follower ဘလောက် view လောက်ဆိုရပြီလဲပေါ့နော် view လောက်ဆိုရင်တော့ 30k 9 မိနစ်စာဗီဒီယိုကိုview 30k လောက်ရပြီဆိုရင်ဒါ6000 မိနစ်ဆိုတာခဏလေးနဲ့ပြည့်နေပေါ့နော် 30k လောက်ရတဲ့အပုတ်2ပုတ်3ပုတ်လောက်ပိုင်းဒါ6000 မိနစ်ဆိုတာတန်းပြည့်ပါတယ်နော်စိတ်အရင်ကပြည့်စရာမလိုဘူး view များများလေးရလေပို့ပြီးတော့မြန်လေးပါပဲနော်အဲ့ဒါတွေကနေကျွန်တော်တို့ကဘယ်ကနေရမှာလဲဆိုတော့ဗီဒီယိုတွေကနေရှာလို့လိုပါတယ် follower တွေဆိုတာလည်းကျွန်တော်တို့ဗီဒီယိုတွေတင်ခြင်းအပြင်ရှာလို့ရတယ် watch hour ဆိုတာလည်းဗီဒီယိုတွေတင်ခြင်းအပြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အခုကတော့အဲ့ဒီမှာကျွန်တော်တို့ဒီ minute တွေ view တွေပြည့်သွားပြီဆိုရင်ကျွန်တော်တို့ Facebook မှာသူကmonetization feature လေးပေါ်လာပါတယ်အဲ့ဒီဟာလေးကကျွန်တော်တို့computer ကနေကြည့်မယ်ဆိုရင် Meta Business Suite ကနေသွားကြည့်ရတာဖြစ်ပါတယ် Meta Business Suite မှာသွားပြီးတော့ဗောနော်ကျွန်တော်ဒီ monetization ဆိုတဲ့ tab လေးထဲမှာသွားကြည့်ရတာပါဒါကတော့နောက်မှပဲကျွန်တော်ပြပြီးတော့မယ်ဒီမှာဒီ monetization process တွေကဘာလဲနိုင်ငံခြားတယ်မျိုးလာပါညာတော့ကျွန်တော်ဒီနေ့မှာ slide လေးနဲ့ပြောပြပြချင်တာဗောနော်အဲ့ဒီမှာ monetization process မှာဆိုရင်ကျွန်တော် page တစ်ခုကအဲ့ဒီခုနလိုမျိုးfollower တွေပြည့်သွားပြီ minute တွေပြည့်သွားပြီဆိုရင်ကျွန်တော်နောက်ထပ်သတ်မှတ်ချက်လေးထပ်ပြီးတော့တောင်းသေးတယ်အဲ့ဘာလဲဆိုရင် follower ပြည့်တယ်ဗောနော်နောက်တစ်ခုက country ဆိုတာဘာလဲ country ဆိုတာမြန်မာနိုင်ငံကဖြစ်နေဆိုရင်တော့ country eligible ဆိုပြီးတော့ဗောနော် country လက်မခံဘူးဗောနော်မြန်မာနိုင်ငံသားဖြစ်နေမြန်မာနိုင်ငံကနေပြီးတော့မင်း page ကဖြစ်တဲ့အတွက်ငါတို့လက်မခံပါဘူးဆိုပြီးတော့သူကအဲ့ဒီအချက်နဲ့သူကပိတ်တယ်ဗောနော်နောက်တစ်ခုက policy ဗောနော် policy ဆိုတာကိုတင်လိုက်တဲ့ video တွေကဒီ video တွေက copyright တွေမိနေတာလားဒါမှမဟုတ်လေဒါ Facebook policy နဲ့မညီတဲ့ video တွေတင်မိနေသလား Facebook က policy တွေထိထားသလားဗောအဲ့ဒါတွေကျွန်တော်တို့ကပြင်စစ်ကပါတယ်အဲ့ဒါ follower 9000တော့ပြည့်တာတော့ပုံမှန်ပြည့်သွားလိမ့်မယ်ဒါပေမဲ့ country မိနေတာဘယ်လိုပြဿနာဖြစ်ရှင်းရလဲ country မှာ eligible ဖြစ်နေတဲ့ပြဿနာကိုအဲ့ချိန်မှာတော်တော်များများကအဲ့ပြဿနာမှာလာပြီးထစ်နေကြတတ်ပါတယ်တော်တော်များများလာပြီးတော့ဗောနော်အခုကျွန်တော်ဒီ country မိနေဘယ်လိုလုပ်ကြမှာလဲမြန်မာနိုင်ငံဖြစ်နေတော့လုံးမရတော့ဘူးလားအဲ့ဆိုမလုပ်တော့ပါဘူးဗျအဲ့နာလေးကနေပြီးတော့လေ quit လုပ်သွားလူတွေရှိတယ်ဗောနော်ဒါပေမဲ့ကွတ်လောက်သွားတဲ့သူတွေအနေနဲ့ပေါ့နော်ဒီ country မှာကျွန်တော်ပြဿနာဖြစ်ရှင်းတဲ့နေကိုတခါတည်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီမှာဘာလို့ကလဲဆိုရင်ကျွန်တော်ဒီအရင်ဆုံးပေါ့နော် page ထောင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ပုံမှန်တိုင်းပဲ run သွားmonetization ဆောက်လို့ရောက်လို့ရတော့မယ် follower တွေပြည့် minute တွေပြည့်ပြီဆိုရင်ကျွန်တော်ဒီ country ပြဿနာဖြစ်ရှင်းတဲ့ဟာကအဲ့ခါကျမှဖြစ်ရှင်းလို့ရတယ်အဲ့ခါကျမှဘယ်လိုလုပ်ကြမလဲဆိုရင်မြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်ထည့်ထားတဲ့မြန်မာနိုင်ငံ Facebook account တွေမြန်မာနိုင်ငံကနေပြီးတော့ login ဝင်ပြီးသုံးနေတဲ့မြန်မာ admin account တွေအကုန်လုံးကိုကျွန်တော်တို့ Facebook page ကနေပြီးတော့ admin တွေထည့်မိထားတယ်ဆိုရင်အကုန်လုံးကိုထွက်ပြရမှာဖြစ်တယ်ပေါ့နော်ထွက်ပြလိုက်ပါထပ်ပြင်ပြီးတော့နိုင်ငံခြားအတိမိတ်ဆွေသို့မဟုတ်နိုင်ငံခြားကနေပြီးတော့အဲ့လိုမျိုး
Facebook account ဖောက်ပေးမဲ့လူတယောက်ကိုရှာရတယ်ပေါ့နော်ရှာပြီးတော့သူတို့ရဲ့မှာထိုင်းဆိုလဲထိုင်းနိုင်ငံဖုန်းနံပါတ်ဒါမှမဟုတ်လဲကိုရီးယားဆိုလဲကိုရီးယားနိုင်ငံဖုန်းနံပါတ်နဲ့သူတို့Facebook account အသစ်ကလေးကိုအဲ့ဒီနိုင်ငံကနေဖောက်ခိုင်းလိုက်ပါဖောက်ခိုင်းပြီးတော့ကျွန်တော်တို့ကအဲ့ဒီ account ကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြီးတော့ပေါ့နော်VPN လေးခံပြီးတော့သုံးပေးရမှာဖြစ်ပါတယ် VPN ဆိုရင်မြန်မာလဲ Premium VPN ဆိုပို့ပြီးစင်ပြီးရပေါ့နော်ဒီလိုတဲ့ free VPN တွေသုံးတဲ့အစားပေါ့နော် Premium VPN ဆိုပို့စင်ပြီးပါတယ်အဲ့ဒီမှာ Express VPN သုံးရင်လည်းရတယ် Express VPN သုံးရင်လည်းအဆင်ပြေတယ်ဒီမှာ Not VPN တို့Premium VPN တွေပေါ့နော်ပတ်စံဈေးအရင်မများပါဘူးခုဆိုလဲ VPN ရောက်နေကြတယ်အများကြီးပဲပေါ့နော်အဲ့ဒီ VPN လေးခံပြီးကျွန်တော်တို့ကအဲ့နိုင်ငံခြား admin account ကိုကျွန်တော်တို့ရဲ့မှာကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့VPN ခံပြီးသုံးလို့ရတယ်ပေါ့နော်သုံးပြီးတော့ကိုယ့်ရဲ့အဲ့နိုင်ငံခြား admin account တွေကိုပဲ admin ထည့်ရမှာပေါ့နော်ကို page တွေကို admin ထည့်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကိုကအဲ့နိုင်ငံခြား admin ထည့်ပြီးသွားလို့တစ်လသမဟုတ်တစ်ပတ်လောက်ကြာပြီးသွားရင်သူက automatic country လေးကlocation က country location ကပေါ့နော်မြန်မာနိုင်ငံ admin တွေမဟုတ်တော့တာဖြစ်တဲ့အတွက်နိုင်ငံခြား location ဖြစ်သွားပြီပေါ့နော်ဒီပြဿနာတခုဖြစ်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့ဒီမှာ policy ထိတယ်ပေါ့နော် content monetization policy တို့အများကြီးထိကြပါတယ် content monetization policy ပြီးတော့ဗာလဲအများကြီးပဲဗျာဗာလဲ policy issue ဆိုပြီးတော့အဝါရောင်ပေါ့နော်ထိနေအိုင်နာလေးမှာပြဿနာဖြစ်ကြတယ်အဲ့ဒီမှာတော်တော်များများဘာတွေဖြစ်ကြရလဲဆိုရင်ဒီကိုယ့်ရဲ့တင်လိုက်တဲ့ video တွေကိုတင်လိုက်တဲ့ post တွေကနေပြီးတော့Facebook ရဲ့မှာ copyright law တွေကြာညှိသွားတာမျိုး music တွေကညှိသွားတာမျိုးဆိုရင်သူက policy ထိပြီးတော့အဲ့မှာဝါနေကြတယ်အဲ့ဒါဖြစ်ရှင်းလို့ရတဲ့ဟာက balance ကိုမရတယ်ဘူးเนาะအဲ့ကျွန်တော်တို့လုပ်လို့ရတာတွေဘာရှိလဲဆိုရင်ကိုတင်လိုက်တဲ့ video တွေဒါမှမဟုတ်လေကိုတင်လိုက်တဲ့ post တွေမှာ copyright မိနေတဲ့ပြဿနာတွေရှိနေလားအဲ့ဒါတွေကိုသွားရှာစစ်ပြီးတော့ကျွန်တော်တို့ကdelete လုပ်ပြေးကြတယ်ပေါ့နော်ဖြတ်ပြေးကြတယ်ဖြတ်ပြေးပြီးရင်ကျွန်တော်တို့ဒီ page ကနေအဲ့ဒါကိုဖြတ်ပြေးပြီးသူကအချိန်စောင့်ပြီးရင်ရတယ်ဗျ3လသို့မဟုတ်6လလောက်စောင့်ပြီးရင် automatic ပြန်စိမ့်သွားပါတယ်ဒါထဲမှာမြန်ချင်နေဆိုရင်တော့ကျွန်တော် live chat မှာသွားပြောတာမျိုးတွေလုပ်လို့ရတယ် Facebook live chat ပေါ့နော် live chat ပြောတဲ့သင်ခန်းစာဘာညာတော့ဒီမှာပြောပြပေးမှာမဟုတ်ပေါ့နော် live chat ပြောနေလို့ဒါကိုဘာသာကို YouTube မှာရှားကြည့်လိုက်ပါ Facebook live chat ပြောနေဘယ်လိုပြောလို့ရလဲသွားရှာကြည့်လိုက်ပါနော်သူကအကောင့်တိုင်းမရဘူးFacebook account တိုင်းမရဘူး Facebook အဲ့လို live chat ပြောလို့ရတဲ့ account မှာရတာပေါ့နော်နောက်တော့အပြင်တော့ boost လုပ်ထားတဲ့ account တွေဆိုတော့ရပါတယ်ဟုတ်ပြီနော်အဲ့မှာ apparating လို့ရတယ် apparating နဲ့နီးလေးကိုဘာသာကို YouTube မှာပဲရှားကြည့်ပါဒါပေမဲ့ဒီနှစ်ချက်မလုပ်တော့ရင်မလုပ်ဖဲနဲ့ဆိုရင်တောင်းပါပေါ့နော်ကျွန်တော်ဒီ copyright မိနေတဲ့ video တွေအဲ့ community guideline ကြီးနေတဲ့ video တွေကိုကျွန်တော်တို့ကဖြတ်ပြီးတော့3လလောက်စောင့်ဒါမှမဟုတ်6လလောက်စောင့် automatic ပြန်ရပါတယ်ဗျာနော်ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာservice တွေ add လိုက်လို့ရတယ်ပေါ့နော်ဒီ live chat တွေ apparatus လုပ်တယ်ဆိုရင်သူက service တမားတွေ add လိုက်လို့ရပါတယ်ဒါတွေတော့တက် service ယူကြပေါ့နော်ဒါတော့မြန်တယ်ပေါ့နော် okay အဲ့ဒီမှာတက်တေလို့ဘာလို့ညာလို့ကြတော့ကျွန်တော်စကားလုံးတွေထဲမှာပေါ့နော်ကို page တွေထဲမှာ video ထဲမှာပေါ့နော်ကိုကစကားလုံးအသုံးလုံးအပြင်အဲ့လိုတက်တာတွေတေတာတွေအဲ့လိုမျိုးသွားပြီးပြောမိတယ်ရေးမိတယ်ဆိုရင်လည်းတော့ policy ထိတတ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ဒီကဏ္ဍလေးတွေကိုကျွန်တော်ချပြီးတော့ရေးတာမျိုးပြောရင်လည်းအဲ့လိုမျိုးပြောရမလဲစံစာခံပြီးပြောတာမျိုးလုပ်ပေါ့နော်ဟုတ်ပြီဒါ policy အပြင်အဲ့လိုမျိုးတော့ဖြတ်ပြီး3လ6လဆောင်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါပြီးရင်တော့ကျွန်တော် monetization ကရှောက်လို့ရသွားပါလိမ့်မယ် monetization ရှောက်လို့ရသွားလိမ့်မယ်ရှောက်လို့ရသွားတဲ့အဆင့်ကဘာတွေလာမလဲဆိုတော့ထပ်ပြပေးမယ်ပေါ့နော် okay အဲ့ရှောက်လို့ရဖို့အဆင့်ကမြန်မာ admin တွေထွက်ကြတယ်နိုင်ငံခြား admin တွေထည့်ရတယ်ပြီးရင် policy issue တွေမမိအောင်နေရတယ် follow up ပြအောင်လုပ်ကြတယ်နော်နောက်တစ်ခုကကြတော့ကျွန်တော် monetization process မှာကြတော့ဒီ foreign ID ပေါ့နော်နိုင်ငံခြား ID လိုလာတယ်ပေါ့နော်အဲ့ဒါဘယ်နေရာမှာလဲဆိုရင်ကျွန်တော်တို့က monetization ရှောက်ပြီးဆိုကြတဲ့ Facebook ကနေပြီးကျွန်တော်တို့ကိုဒီ payout account ဖောက်ခိုင်းတာဖြစ်ပါတယ် monetization ရှောက်ပြီးချင်းပါနော် payout account ဖောက်ခိုင်းနေ payout account ဆိုတာကကျွန်တော်တို့ငွေထုတ်ယူလို့ရမယ် account ဖောက်ခိုင်းတာပေါ့နော်ဒါပါပဲ payout account ဖောက်တဲ့နေရာမှာ तू ကတကယ်လူအစစ်ရမှာ ID လေးလူအစစ်ရမှာ bank account ကိုတောင်းတာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ကနိုင်ငံခြား ID တွေနိုင်ငံခြား bank တွေကိုထည့်ရတာဖြစ်ပါတယ်ဒီနေရာမှာသားလင်းကျွန်တော်တို့ကနိုင်ငံခြားလူတွေလိုလာပါလားဆိုတဲ့မေးရတဲ့မိခွန်းတွေထွက်လာတာပေါ့နော်ဒီနေရာမှာ payout account ဖောက်ခိုင်းလို့သာကျွန်တော်တို့ကအဲ့မှာထည့်ရတဲ့ ID တွေနိုင်ငံခြားကနေပြီးတော့ထိုင်းနိုင်ငံကနေထုတ်မယ်ဆိုရင်ထိုင်းနိုင်ငံ ID လို့ပြောလို့ပေါ့နော်ထိုင်းနိုင်ငံကနေ ID ဆိုခုကျွန်တော်တို့သုံးနေကြတာဒီထိုင်းနိုင်ငံကနေပြီးတော့ပန်းရောက်ကတ်တွေပန်းရောက်ကတ်ပေါ့နော်ထိုင်းနိုင်ငံမြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားတွေစီကနေပြီးတော့သူတို့စီမှာရှိတဲ့အလုပ်သမားကတ်လို့ပြောပါတော့အလုပ်သမားကတ်တော့မဟုတ်ပေါ့နော်ပန်းရောက်ကတ်ပေါ့နော်ပန်းရောက်ကတ်ကိုသုံးကြတယ်ဒီပန်းရောက်ကတ် ID တွေထည့်လို့ရတယ်ပေါ့နော်ပြီးရင်ID တောင်းတဲ့နေရာမှာပန်းရောက်က ID ထည့်လိုက်တယ်ပဲထားပါတော့ပေါ့နော်ထည့်လိုက်တယ်ပြီးရင် foreign bank ရှိရပေါ့နော် foreign bank ကကြတော့နိုင်ငံခြားကနေပြီး bank account ထည့်ရတာဖြစ်ပါတယ်ဟုတ်ပြီနော် bank account ကိုထည့်ရတယ်ပေါ့နော် bank account မှာထည့်လို့မရအောင်ပေါ့နော်သူက bank ထိုင်းနိုင်ငံ ID နဲ့လုပ်ထားရဆိုရင်ထိုင်းနိုင်ငံကနေ bank account ကိုထည့်ရတာဖြစ်ပါတယ်မြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်တို့ pay ပေးဝေပေးနဲ့လုပ်လို့မရဘူး pay ဗီဇက်ဘန်ဘာညာလုပ်လို့မရဘူးပေါ့နော်okay အဲ့ဒီမှာအဲ့လိုထည့်ပြီးသွားလို့ payout account လေးကအဆင်ပြေသွားပြီ payout account လေးလက်ခံလို့ရသွားပြီဆိုရင်သူက monetization ကအောင်သွားပြီပဲထားပါတော့ဗောနော်အောင်သွားပြီဆိုရင်ကျွန်တော်တို့ပတ်စံစပြီးတော့ဝင်တဲ့ဗီဒီယိုတွေတင်လို့ရပြီဗောနော် okay အဲ့မှာ monetization အောင်သွားပြီပဲထားပါတော့ monetization အောင်သွားပြီဆိုရင်ကျွန်တော်တို့ကနိုင်ငံခုနကတော့ငါနိုင်ငံခြားကနေပေါက်ခိုင်းထားတဲ့ Facebook account ကနေကျွန်တော်မြန်မာနိုင်ငံကနေပဲ login ဝင်VPN ခံပြီးတော့ပြီးတော့အဲ့ဒီ account ကနေဗီဒီယိုတွေတင်ပေးရမှာဖြစ်ပါတယ်
video တင်တဲ့ process ကပေါ့နော်အတူအဲ့ဒီ video တင်ပေးအဲ့လိုမျိုးပတ်စံရရပြောပါတော့ဗောနော် okay အဲ့ဒါကတော့နောက်တစ်ခုကကြတော့ဒီ Facebook in-stream area monetization မှာသူကin-stream Facebook မှာပေါ့နော်သူက monetization ရတဲ့ဟာကတော့များတော့အများကြီးဗျာဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကနေလုပ်လို့ရကြတာများတော့အပြင်လုပ်ကြတယ်ဒီ၃မျိုးပဲလုပ်ကြတယ်ပေါ့နော်အဲ့ဒါကတော့ in-stream area ကျွန်တော်ခုနပြောခဲ့တယ်follower 9000 minute view 6000ဆိုတာက in-stream area ဆိုလဲကျွန်တော် video တင်တိုင်းပတ်စံရမယ်ဟိုဒီ monetization ဟိုဟာတစ်ခုပေါ့နော်ရအောင်ဒါ in-stream area လို့ခေါ်တယ်ပေါ့နော်အဲ့ဒါ ISA လို့လည်းခေါ်တယ်အဲ့ဒီမှာသူက video လေးတင်ရုံပဲupload videos တွေပဲเนาะthe video တင်ရုံနဲ့ပတ်စံရမှာပေါ့เนาะ video တင်နေဆို video အရှည်တွေပြောတာပါ9မိနစ်သို့မဟုတ်10မိနစ်10မိနစ်ထက်ကျော်တဲ့ video တွေပြောတာပေါ့เนาะအဲ့ဒါin-stream area ရမယ်in-stream area ကနေရမယ်ခါပေါ့เนาะ okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပေါ့ ADS on reel ဆိုတာရှိတယ်သူကကြတော့သူက short form content နေပေါ့เนาะသူကဒီ1 minute video လေးကျွန်တော် reels ကြည့်တယ်လေအဲ့လိုမျိုး TikTok လိုမျိုးပဲလေ Facebook မှာအဲ့ဒါလေးတွေကိုတင်ရင်းနဲ့လေသူကပတ်စံရပါတယ်အဲ့ဒါကကြတော့သူကကျွန်တော်ခုနလိုမျိုး9000ပြရမယ်6000ပြရမယ်ပြီးရှောက်လို့ရမယ်အဲ့လိုမဟုတ်ဘူးသူကရှောက်လို့ရတဲ့အဲ့လိုမျိုးရှောက်လို့ရဖို့အတွက်ကသူကစူးစမ်းရတာကတစ်ခုပဲပေါ့เนาะဒါ reels တွေတင်ရင်းနဲ့သူစောင့်ရတယ်ပေါ့เนาะဒါ Facebook က invite လုပ်တာပါFacebook ကကျွန်တော်တို့ retinner သဘောကျလို့ invite လုပ်ပြီဆိုရင်ကျွန်တော်တို့ဒီ message တဲ့ button လေးပေါ်လာရင်ရှောက်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်ကျွန်တော်တို့ကဒီထိုင်ဆောင်ရင်ပဲတက်နိုင်နေပေါ့နော်ဒီ in-stream area ကတော့ကိုယ်စူးစမ်းရင်စူးစမ်းတယ်လို့သူထွက်လာမယ်ပေါ့နော်နောက်တစ်ခုကလည်း bonus ပေါ့နော် bonus ဆိုတာလည်းသူကလည်းအဲ့လို Facebook က invite လုပ်တာဖြစ်ပါတယ်ဒါကကြတော့သူကဟို post တွေတင်ရုံနဲ့ real live reaction comment များရုံနဲ့ပတ်စံပေးတာပေါ့နော် post တွေတင်ရုံနဲ့ပတ်စံရတယ်လို့ပြောလို့ရပါတယ်ဒါတော်တော်များများမြန်မာနိုင်ငံမှာလည်းလုပ်လို့ရနေကြတယ်ပေါ့နော်တော်တော်များများလည်းပတ်စံအခုရနေကြတယ်ပေါ့နော်အဲ့ဒီ bonus ကတော်တော်ပတ်စံပေးပါတယ်ဒါပေမဲ့ဒါ invite လုပ်တာလည်းဖြစ်တဲ့အတွက်ကိုကဟိုဆူတောင်းနေရတယ်ပေါ့နော်ရပါစီဆူတောင်းရပါတယ်ပေါ့နော် okay ဒါကတော့ဒီ post တင်ရုံနဲ့ရတယ်ပေါ့နော်ဒါတွေကတော့ Facebook monetization ကိုကျွန်တော်ရနိုင်တဲ့ပတ်စံမျိုးစားတွေပါဒါပေမဲ့မြန်မာနိုင်ငံမှာကျွန်တော်တူနေကြလောက်ကြတာကတော့ in-stream area လို့ခေါ်တဲ့ video ရနေပတ်စံရအောင်လုပ်တဲ့ဟာတွေကိုလုပ်ကြတာဖြစ်ပါတယ်โอเคဒါဆိုရင်တော့မြန်မာနိုင်ငံကနေပြီးတော့ဘယ်လိုလုပ်ကြတာညာလိုလုပ်ကြရဲဆိုတော့နည်းနည်းရှင်းသွားလောက်ပြီထင်ပါတယ်ဒီနေရာမှာကျွန်တော်တို့လိုအပ်တာဒီနိုင်ငံခြား Facebook account ဖောက်ခိုင်းတဲ့အခါမှာနိုင်ငံခြားတကယ်ချင်းတရားကိုရှင်းရပြီနောက်တစ်ခုဒီအဲ့လို ID number တွေထည့်တဲ့အခါမှာလည်းနိုင်ငံခြားအပြီးထိုင်းနိုင်ငံကနေများစွာပြင်လုပ်ကြတယ်ပေါ့နော်ထိုင်းနိုင်ငံကအဲ့လို ID ထည့်ရုံနဲ့ထိုင်းနိုင်ငံကလိုမျိုးပန်အောင်ကတ်တွေရအောင်လုပ်နိုင်ရပြီပေါ့နော်နောက်တစ်ခုကတော့ထိုင်းနိုင်ငံမှာအဲ့လိုမျိုးအတိမိတ်ဆွေရှိတယ်ဆိုရင်လည်းအဲ့လိုပန် account တွေပါတယ်တောင်းလို့ရရင်ရပြီပေါ့နော်ဒါပါပဲတကယ်လို့အဲ့ဒါတွေမရှိဘူးဆိုရင်လည်း service တွေကိုအဲ့လိုရပါတယ် service သမားတွေဘာတွေပေးရတယ်ဆိုတော့အဲ့ဒါတွေပဲပေးတာပါနိုင်ငံခြားကနေ admin account ဖောက်ပေးတယ်ပြီးရင်သူတို့ရဲ့မှာ bank account ပေးသုံးတယ်နောက်ကျတော့ bank account ထည့်ပေးဒါပဲဒါကိုပတ်စံဒေါ်လာ150ယူနေကြတာပေါ့နော်โอเคပါနောက်တစ်ခုကတော့ကျွန်တော်တို့ YouTube monetization process အကြောင်းပြပေးပါမယ်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ YouTube monetization မှာ YouTube ကနေငွေရှာဖို့အတွက်ဘာတွေလိုမှလဲပေါ့နော်YouTube ကနေကျွန်တော်တို့ငွေရှာဖို့အတွက်ကဘာလိုအပ်တာလဲဆိုရင်ကျွန်တော်တို့ပထမအဆုံး YouTube channel တစ်ခုပဲလိုအပ်တာဖြစ်ပါတယ် YouTube channel ကိုကျွန်တော်တို့က Gmail account အသစ်ဖောက်ရုံနဲ့တောင် YouTube channel ကကျွန်တော်တို့ရပါတယ် Gmail အသစ်လေးဖောက်လိုက်ဖောက်ပြီးရင် YouTube တွေကို login ဝင်ပြီးသုံးလိုက်ရင် YouTube channel ထောင်တဲ့ဟာရှိသွားပြီပေါ့နော်အဲ့ဒီမှာ YouTube channel ထောင်ပြီးဆိုပြီးကိုယ့်ဘာသာကို YouTube ကနေပဲရှာရင်တောင်မှ YouTube channel ထောင်တဲ့နေရှိတယ် YouTube channel ထောင်ဖို့ကဘာမှမလိုအပ်ပါဘူး Gmail account တစ်ခုပဲလိုအပ်ပါတယ်အဲ့မှာတော်တော်များလာမိကြတာက YouTube channel ထောင်နေတောင်မှနိုင်ငံခြားကနေထောင်ရမယ်လို့မဟုတ်ဘူးเนาะမြန်မာနိုင်ငံကနေထောင်ရပါတယ်ကိုလက်ရှိခု Gmail သုံးနေတဲ့ YouTube channel YouTube account တွေတောင်မှဒီ channel ဖြစ်ပြ channel ထောင်ပြီးရော video တင်ပြီးသုံးမယ်ဆို monetization ရပါတယ်เนาะ okay အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာလိုအပ်တာလဲဆိုရင်သူကကြတော့ YouTube channel မှာလည်း subscriber 1000လိုအပ်ပါတယ် watch hour 4000သို့မဟုတ် short view 10 million လိုအပ်တယ်ပေါ့เนาะအဲ့ဒါဘာပြောရလဲဆိုရင် subscriber 1000ကတော့ YouTube monetization ရှောက်ဖို့အတွက်ကိုယ့် channel မှာ subscriber 1000ပြည့်နေရပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ watch hour ပေါ့နော် watch hour ဆိုတာကျွန်တော်ခုနပြောလို့ပဲ video တင်ရုံနဲ့ old video က7 minute တယောက်ကြည့်ရဆိုရင်7 minute ရမယ်အဲ့လိုကနေရောက်100ကြည့်ရင်မိနစ်1000 1000အဲ့လောက်ရမယ်ပေါ့နော်ရပြီးသူကနိုင်အဲ့လိုမျိုးအပြင်နိုင်ဖွဲ့လိုက်လို့နိုင်4000ပြည့်တယ်ဆိုရင်ကျွန်တော်တို့ YouTube channel က monetization ရှောက်လို့ရပြီသူကကြတော့တစ်နှစ်အတော်အတွင်းရရမယ်ပေါ့နော်တစ်နှစ်အတော်အတွင်းရရမယ်တစ်နှစ်အတော်အတွင်းတော်တွင်မှာဆိုရင်တော့အကွာစူးစမ်းရင်စူးစမ်းတော့ရပါတယ်ပေါ့နော်ဟို Facebook ကတော့2လတည်းနဲ့6000 view 6000 minute ပေါ့နော်ဒီကောင်ကတော့နိုင်ပေါင်း4000ပေါ့နော်4000ဆိုများတော့များတယ်ပေါ့နော်ဒါပေမဲ့subscriber 1000 watch hour 4000ဆိုတာကvideo 20k view ပေါ့နော် 20k view video လေးနှစ်ပုတ်သုံးပုတ်လောက်ရှိုံနေတာပြည့်တယ်ပေါ့နော်ဟုတ်နောက်တစ်ခုကတော့ဒီ watch hour 4000အစားပေါ့နော်ဒီshort view 10 million ရှိရင်လည်းရတယ်ပေါ့နော် short view ဆိုတာကျွန်တော် YouTube မှာ YouTube short ဆိုတဲ့10 minute video လေးတွေတင်လို့ရတယ်အဲ့တင်ရုံနဲ့သူကကြတော့သူကနိုင်ဖွဲ့ပြီးယူတာမဟုတ်ဘဲနဲ့ the view ကိုယူတာပေါ့နော် view 10 တန်းပေါ့ view 10 တန်းရှိုံနဲ့လေ watch hour 4000မလိုတော့ဘူးပေါ့နော် watch hour 4000အစား view 10 တန်းပြည့်ရင်လည်း monetization ရှောက်လို့ရပါတယ် subscriber 1000ကတော့ရှိရမယ်ပေါ့နော် okay ကျန်တဲ့ watch hour 4000နဲ့ short view 10 million ကတော့နှစ်ခုရဲ့တစ်ခုရရင်ရာရွေးဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ထဲမှာလည်းကျွန်တော် video တင်ရုံနဲ့သူကကြိုးစားမှာဖြစ်ပါတယ်နောက်ဆုံး monetization ဆိုတဲ့အဆင့်ကိုရှောက်မှာပေါ့နော်
okay အဲ့ဒီမှာပေါ့နော်ကျွန်တော်တို့ monetization လျှောက်တဲ့နေရာမှာသူက monetization လျှောက်တဲ့နေရာမှာပေါ့နော်ဟိုနိုင်ငံခြားကနေပြီးတော့အတိမိတ်ဆွေလိုတာတွေဘယ်လိုလာလဲ YouTube ကလိုတာမျိုးတွေကဘယ်နေရာမှာစပြီးတော့ဖြစ်တာလဲဆိုသူက channel ကနေနိုင်ငံခြားကလိုတာဟုတ်သူက monetization လျှောက်တော့ပြီဆိုတာနဲ့သူကလျှောက်ပြီးလို့သူကဘောနော် YouTube ကိုလျှောက်ပြီးလို့ပြောလိုက်တာနဲ့ YouTube ကဘာလို့ခိုင်းတာလဲဆိုရင် Google AdSense ဆိုတဲ့ account ကိုဖောက်ခိုင်းတာဖြစ်ပါတယ် Google AdSense ဆိုတာကကျွန်တော်တို့ကြော်ညာတွေတက်စီတဲ့ account လို့ပြောပါတော့ပြီးရင်ပတ်စံတွေရမယ့် account ပတ်စံပေးထုတ်လို့ရမယ့် account နော်အဲ့လိုပဲပြောပါတော့ဗောနော် Google AdSense account ကိုကျွန်တော်ပေါက်ခိုင်းတယ်ဖောက်ခိုင်းပြီးကိုယ့်ရဲ့ channel နဲ့သူကဆက်ချိတ်ဆက်ခိုင်းတယ်ဗောနော်ဒါလည်းသူတစ်စင်သူရှောက်ပဲဆိုပြီးနှိပ်လိုက်ရုံနဲ့သူ Google AdSense account ဖောက်ပါပြီးရင်link လုပ်ပါအဲ့လို link လုပ်ပြီးတော့ကိုယ့် account login ဝင်ပြီးရင် automatic ချိန်သွားတာပဲလွယ်လွယ်လေးပဲဘာမှမဟုတ်ဘူးเนาะ Google AdSense account ကိုကျွန်တော်တို့ဒီမှာယူလိုက်တယ်ပေါ့နော်ယူလဲပဲထားပါတော့ပေါ့နော် Google AdSense account ကိုဖောက်လိုက်တယ် Google AdSense account ဖောက်တယ်ဆိုတာလဲ Gmail account ဖောက်တဲ့အတိုင်းလေးပဲလွယ်လွယ်လေးပဲ Google AdSense.com ကိုသွားပြီးဖောက်ရုံနဲ့ Gmail ရှိရုံနဲ့ဖောက်လိုက်ရုံနဲ့နော်ဖောက်ပြီးရင်သူကကိုယ့် channel နဲ့ link ချိတ်ပြီးသွားပြီးအဆင်ပြေသွားပြီဆိုရင်အောင်ပြီ channel monetization အောင်ပြီပြီးပတ်စံရဒါပဲပေါ့နော်ဒါပဲအဲ့ဒီညမှာ Google AdSense account ကသူကတတ်မှတ်ချက်လေးတွေရှိတယ်အဲ့ဒါလေးကလူတွေကိုခေါင်းစားရတယ်လို့ပြောရပါမယ်နော်ပြောပါတော့ဗောနော် okay channel link လုပ်မယ်ပြီး Google AdSense ရပြီဆိုတာနဲ့monetization အောင်မယ်ပြီးပတ်စံရ okay အဲ့မှာတစ်စင်းချင်းက Google AdSense account ဒီသူက Google AdSense account ကနေပြီးတော့သူ ID verify လုပ်ခိုင်းတာဖြစ်ပါတယ် Google AdSense account ကျွန်တော်တို့ချိန်ခိုင်းတယ်ဟုတ်တယ်နော် Google AdSense account နေ Google AdSense account ကိုချိန်ခိုင်းတယ် YouTube channel နဲ့ချိန်တယ်ပြီးရင်ကျွန်တော်တို့ပတ်စံရဖို့အတွက် Google AdSense account ကအရေးကြီးတယ်ဗောနော်အဲ့မှာ Google AdSense account ကတာမန် account နေနဲ့မတူတာက तू ကပတ်စံပေးထုတ်ပေးမဲ့ account ဖြစ်တဲ့အတွက် तू က verify လုပ်ခိုင်းတဲ့အဆင့်2ဆင့်ရှိတယ်ပေါ့နော်ပထမတစ်ဆင့်ဒီ ID verify လုပ်ခိုင်းတယ်ကိုကလူဖြစ်ပါကြောင်းမင်းကလူအစ်စ်ဟုတ်ရလားဆိုတော့ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်ထည့်ပြီးတော့ ID verify လုပ်ကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ pin verify မှာကျွန်တော်တို့ကို Facebook မှာဆိုလဲ Facebook account login ဝင်ရင်ကုတ်နံပါတ်လေးချတယ်လို့ပဲ तू ကလည်း pin ကိုချပြီးနော်အဲ့ဒီ pin က तू ကကြတော့ Facebook တို့ YouTube တို့လိုမျိုး तू က SMS ထဲဝင်လာတာမဟုတ်ဘဲနေ तू ကကျွန်တော်တို့စာအိတ်နဲ့ပို့ပေးတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာပထမဆုံး Google AdSense မှာကျွန်တော် pin ID verify လုပ်ဖို့အတွက်နိုင်ငံခြားကနေပြီးတော့ ID ကိုထည့်ရတာဖြစ်ပါတယ်အဲ့မှာ Google AdSense account ဖောက်ကြတဲ့ကဟိုနိုင်ငံခြားလူတစ်ယောက်ရဲ့မှာကျွန်တော်တို့ဘာပေါ့နော်ဒီ ID verify လုပ်ဖို့အတွက်အတိမိတ်ဆွေတကယ်ချင်းတယောက်ရှိရဆိုရင်လည်းပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံနဲ့တွေ့မယ်ဆိုရင်ထိုင်းနိုင်ငံကပန်းရောက်က ID ကိုထည့်လို့ရတယ်ပေါ့နော်ထိုင်းနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံအဲ့တကယ်ချင်းတယောက်ရဲ့မှာသူ့ရဲ့မှာပန်းရောက်ကလေးတောင်းပြီးတော့သူ့ရဲ့ပန်းရောက်ကထက်မှာသူ့နာမည်ကကြော်ဆိုရင် Google AdSense account ဖောက်ကြတဲ့ကကြော်နဲ့ဖောက်ကြတယ်ဖောက်ပြီးတော့ ID verify ID verify လုပ်ခိုင်းတယ်မှာ ID တင်တဲ့နေရာမှာလည်းအကြော်ရဲ့မှာ ID ပန်းရောက်ကကိုနာမည်ဝိသက်ကလေးရဲ့အဲ့လိုမျိုးပေါ့နော်သူဟိုပန်းရောက်ကကိုတင်လိုက်ရတယ်ပေါ့နော်ဓာတ်ပုံရိုက်ပြီးတင်ရုံနဲ့ ID verify တင်လိုက်ရုံနဲ့တင်ပြီးသွားရင်သူကပြီးပြီဒါဒါ ID verify အဆင်ပြီးသွားပြီအဲ့မှာနိုင်ငံခြားငွေချင်းတယောက်လိုတာပေါ့နော်အဲ့ဒီမှာပန်းရောက်ကတွေကျွန်တော်တို့ဝယ်လို့ရတယ်ဈေးကွက်ထဲမှာပန်းရောက်ကတကက်ကိုဘတ်တစ်ထောင်တော့ရှိတယ်ပေါ့နော်ဘတ်တစ်ထောင်စီမြန်မာငွေနဲ့ဆိုရင်တော့3,200 3,300လောက်တော့ရှိမယ်ပေါ့နော်ပန်းရောက်ကတကက်ရတန်ဖို့ပေါ့နော်ဟုတ်ပြီနောက်ပြီးကြတော့ပန်းရောက်ကဒီ ID တင်ပြီးသွားအောင်ပြီးသွားရင်တော့ဒီက pin verify လို့ပဲ pin verify နေလေခုနကတော့ဟိုကျွန်တော်တို့ထိုင်းနိုင်ငံကနေပြီးတော့အဲ့လိုကျွန်တော်တို့ကGoogle AdSense ဖောက်လိုက်တာဖြစ်တယ်လို့သူကထိုင်းနိုင်ငံကိုသူကအဲ့လိပ်စာအတိအကျကိုသူကစာအိတ်နဲ့စာအိတ်ကနေလှမ်းပို့တာပေါ့နော်စာအိတ်ထဲမှာလည်းဘာပါလဲဆိုကဏ္ဍလေး6လုံးပဲပါတယ်ကျွန်တော်တို့ကုတ်နံပါတ်လေးပေါ့နော်အဲ့ဒီကုတ်နံပါတ်လေးကိုကျွန်တော်တို့က Google AdSense လေးထဲမှာရိုက်ထည့်ပြီးတော့ ID verify လုပ်ပေးရတာပေါ့နော်အဲ့ခါကျမှဒီ2ဆင့်လေးလုပ်ပြီးတော့ကျမှသူကGoogle AdSense က activate ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီအတငယ်ချင်းကအဲ့ထိုင်းနိုင်ငံဘယ်နားမှာနေရလဲဒီဘန်ကောက်လားဘန်ကောက်ရဲ့မှာဘယ်မြို့နယ်ပဲခရိုင်လဲမေးပြီးတော့သူ့ရဲ့လိပ်စာတိကျထည့်လိုက်ရင်Google ကနေပြီးတော့လိပ်စာလေးကိုသူ့အိမ်ပို့ပေးတယ်ပေါ့နော်ပို့ပေးပြီးရင်လိပ်စာလေးကိုပို့ပေးလိုက်တဲ့စာလေးကိုဖောက်လိုက်ရင်6လုံးရှိမယ်ကဏ္ဍ6လုံးလေးကိုနှိပ်လိုက်ရုံနဲ့ဒီ2ဆင့်ကပြီးသွားမှာဖြစ်ပါတယ်အဲ့ညမှာလဲသူကတငယ်ချင်းနိုင်ငံခြားတငယ်ချင်းရှိရင်ရှိမရှိဘူးဆိုလဲ service ကိုအပ်လို့ရတယ်ပေါ့နော်ဒီ Google AdSense ကြောင့်ဒါလည်းကျွန်တော်တို့ဒီ YouTube လုပ်တဲ့အခါမှာနိုင်ငံခြားလူတွေလိုအပ်တာဖြစ်ပါတယ်နော်ကျန်တဲ့ YouTube channel ဒီနိုင်ငံခြားလူလုံးဝမလိုပါဘူးနော် Google AdSense ကဒါလည်းနိုင်ငံခြားကနေပြီးတော့ ID verify နဲ့ pin verify လုပ်တဲ့အတွက်ကြောင့်သူကနိုင်ငံခြားအတိလိုတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဒီဘက်ပြသိစေတယ်ပေါ့နော်အဲ့ဒါပြီးရင်သူကအဲ့ဒါပြီးရင်ဘာလို့လဲဆို Google AdSense နေပြောရင်ပတ်စံထုတ်ရင်ဘာနဲ့ထုတ်မှလဲ bank account ထည့်ပါဆိုရင်လေထိုင်းနိုင်ငံလို့ထားရင်ထိုင်းနိုင်ငံ bank account ထည့်ရတာဖြစ်ပါတယ် bank account ထည့်ရပါနော်ထိုင်းနိုင်ငံနဲ့လုပ်ပြီးတော့ကိုရီးယားဘဏ်နဲ့သွားထည့်လို့မရပါဘူးဟုတ်ပြီနော်ထိုင်းနိုင်ငံကနေပြီးတော့ ID တင်ထားရင်ထိုင်းနိုင်ငံရဲ့မှာဘဏ်အကောင့်ထည့်ရတယ်ဘဏ်အကောင့်ထည့်လိုက်ပေါ့နော်ထည့်လိုက်ရင်ဒီသူကပတ်စံရပြီနော်အဲ့ဒီမှာသူက service သမားတွေကနေပြီးတော့အဲ့ဒီဘဏ်အကောင့်ပေးသုံးနေအဲ့မှာ5% 10% သူကတောင်းပြီးတော့ထုတ်ပေးတယ်ပေါ့နော်သူတို့ဘဏ်အကောင့်ထည့်ပေးတယ်သူတို့ဘဏ်တွေကိုပတ်စံဝင်လာတယ်3သိန်းဝင်လာတယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကို KB WB နဲ့လွှဲပေးတယ်အဲ့3သိန်းနဲ့ကနေ5% နှုတ်ပြီးတော့သူကလွှဲပေးတာပေါ့နော်အဲ့လိုမျိုးသူကဘဏ် service သမားတွေအဲ့လိုပေးကြတာဖြစ်ပါတယ်5% 10% ပေါ့နော်
အဲ့ထဲမှာ5%လောက်ဆိုရင်တော့မစိုးဘူး10%ဆိုနည်းနည်းဈေးကြီးရတော့ပါတယ်ဒါပေမဲ့လည်းဈေးကွက်ထဲမှာတော့10%နဲ့လောက်နေကြတာလည်းများတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒီဒေါ်လာ100ပြည့်တိုင်းကို Google Adsense ကနေပြီးတော့ပတ်စံပေးထုတ်မှာဖြစ်ပါတယ်ဒေါ်လာ100မပြည့်ရင်ပေးမထုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါโอเคအဲ့ဒါဆိုရင်တည်သွားလောက်ပြီးထည့်နေပေါ့နော် Google Adsense ကနေပြီးတော့ဒေါ်လာ100ပြည့်တိုင်းကျွန်တော်တို့ဘဏ်ကိုငွေလွှဲမှာဖြစ်တယ်ငွေလွှဲပြီးရင်ကျွန်တော်တို့ကဒီအဲ့လိုကိုဘဏ်တွေရောက်လာရင်ပတ်စံရရလို့ဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ကဒီ YouTube monetization process နဲ့ Facebook monetization process တွေမှာလူတွေဟာပေါ့နော်ဒီမေးခွန်းလေးတွေမေးစရာလေးတွေရှိနေကြတာလေးကိုကျွန်တော်ကဒါ slide လေးနဲ့ပြပြပေးတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်အရင်ဆုံး Nest.io ရဲ့မှာကျွန်တော်ရဲ့မှာ idea and share community ထဲမှာအရင်တင်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီ YouTube channel မှာတင်ပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုများမှာပြန်တွေ့မယ်ပေါ့နော်ဟုတ်ကဲ့ပါ bye bye